သခင်တုံးနေဆိုတာကကျွန်တော်ကျမဘသူပဲဝါလို့မိတ်ဆက်ဆရာမဟုတ်ပဲနဲ့ကိုယ်စားတိကိုချိုးနေပြီးတော့ကိုယ့်ရဲ့ဖြစ်ချင်းကိုတတ်ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုဒီနိုင်လို့ပြီးတော့ဖခင်ရဲ့ရှေ့မှာသူ့ကိုနေရာပေးခြင်းကဖခင်ဘုန်းတင်ရှားခြင်းဖြစ်တယ်ဟာလေလုယာကျမတို့တစ်ခါတည်းမှာလမ်းပြောက်တယ်တစ်ခါတည်းမှာကျမတို့ဒေါသတွေထွက်တယ်တစ်ခါတည်းမှာကျမတို့ခံစားချက်မကောင်းဘူးအပြင်မှာမရှိဘူးဒီအထဲမှာရှိတယ်ဟာလေလုယာလက်ခုပ်တီးတို့ပြောက်ချီးမွမ်းရအောင်ဝမ်းမြောက်ခြင်းကိုသင်္ခါစပြုရမယ်ကိုယ်နားမလဲလူရှိမယ်နားလဲပေးလိုက်ကိုကိုအမြင်မကြည့်တဲ့လူရှိမယ်ကိုကကြည်ပေးလိုက်ဟုတ်တယ်မလားကိုစကားမပြောချင်တဲ့သူရှိမယ်ကိုကနှုတ်ဆက်လိုက်ပေါ့ဒါပေမဲ့နှုတ်ဆက်လို့မရလဲအတင်းမသွားပါနဲ့ရှော့ရှိဟုတ်တယ်မလားအကြီးကကိုအထဲမှာနာကျင်ခြင်းနဲ့မရှိဖို့ခါတီးခြင်းနဲ့မရှိဖို့မာနတွေနေရာမပေးမိဖို့ချီနှောင်ခြင်းနဲ့အသက်မရှင်ဖို့ပဲကျမတို့ဝမ်းမြောက်ခြင်းကမြင်နေရတဲ့အရာနဲ့မဆိုင်တော့ဘူးဖြစ်တယ်ဘလို့ပဲဖြစ်ခဲ့အတိတ်မှာဘုရားသခင်ကအဲ့ဒီအတိတ်ကိုမကြည့်တော့ဘူးတဲ့နှစ်ကော50ခုမှာလူမီဒီကခရစ်တော်၌ရှိရင်အတိတ်ပြုတ်ပြတော့တတ်တော်ဖြစ်တယ်ဟောင်းတော့အရာတို့တွေပြောင်းလဲရခတ်သိမ်းတော့ရအတိတ်ဖြစ်ကြပြီတဲ့ဒီနေ့အတိတ်တော်ယူပါယုံအတိတ်တော်အမြင်အတိတ်တော်စကားအတိတ်တော်ပုံသဏ္ဍာန်နဲ့ကျွန်တော်တို့တွားကြရအောင်အဲ့ဒီလာလူမျိုးတွေဒီကာလမှာဂျုံဘဝနဲ့လွတ်မြောက်ပြီးတော့ဂတိတော်ပြီကိုခြေတက်တဲ့ကာလဖြစ်တယ်ကျမတို့ The Light Worship Indiana အတင်းသူတင်းသားများကျမတို့ transition တစ်ခုကိုတွားရအောင်ဘဝဟောင်းကိုဆွလွန်ကြရအောင်အသွေးကိုဟောင်းတွေကိုဆွလွန်ထားကြရအောင်အကျင့်ဟောင်းတွေကိုဆွလွန်ထားကြရအောင်နေရာပေးအောင်တို့ဘုရားသခင်ကိုတို့ဘုရားကိုနေရာပေးမယ်ဆိုရင်ဘုရားကိုနဲ့အတူအမြဲတမ်းရှိတော်မှာဖြစ်တယ်ဘုရားကပြောတယ်သင်တို့တောင်းကြပါသင်တို့ယုံကြည်ခြင်းရှိတယ်ဆိုရင်ဤတောင်းကိုနေရာမှာရွှေ့တော့ပြည်လည်းနဲ့ကြားတော့ဟုတ်ဆိုရင်ထိုသူဆိုတဲ့အတိုင်းဖြစ်မယ်တဲ့ကျမတို့ဘုရားနောက်ကိုတကယ်ရက်တည်မယ်ဘုရားစကားပေါ်မှာတကယ်ရက်တည်မယ်ဘုရားရဲ့ဂတိကိုတင်ယုံကြည်မယ်ဆိုရင်တင်းရဲ့မုန်တိုင်းအလုံးငြိမ်းရတဲ့ခွင့်တင်ကြုံရမှာခံစားမှာဖြစ်တယ်ဒါမဲ့သခင်ယေရှုကိုကျမရဲ့အသက်သခင်ပိုင်ရှင်ဖြစ်နေရာပေးလိုက်တဲ့အခါမှာကျမမြင်တဲ့အမြင်တွေပြောင်းသွားတယ်ကျမကြားတဲ့စကားတွေပြောင်းလဲသွားတယ်ကျမခံစားတဲ့ခံစားချက်တွေပြောင်းလဲသွားတယ်ကျမမျောလင့်တဲ့မျောလင့်ချက်အကုန်လုံးပြောင်းလဲသွားတယ်ဟာလေလုယာဘာကြောင့်လဲထိုသခင်ကျမတို့အသက်တာထဲမှာတကယ်နေရာယူပြီးတော့အသက်ရှင်လာပြီဆိုလို့ရှိရင်ကျမတို့အသက်ရှင်ခြင်းဟာပတ်ဝန်းကျင်နဲ့မဆိုင်တော့ဘူးမိသားစုငွေကြီးအခြေအနေနဲ့မဆိုင်တော့ဘူးပညာရေးအခြေအနေနဲ့မဆိုင်တော့ဘူးနိုင်ငံရေးအခြေအနေနဲ့မဆိုင်ပြန်တော့ဘူးဖယားသခင်ရဲ့ကောင်းကင်နိုင်ငံရဲ့ဗန္ဒာနဲ့ပဲဆိုင်သွားတာဖြစ်တယ်။ကောင်းကင်နိုင်ငံရဲ့ဖြစ်ခြင်းနဲ့ပဲသက်ဆိုင်တော့တာဖြစ်တယ်။ဟာလေလုယာလက်ခုပ်တီးတို့ဘုရားကိုချီးမွမ်းရအောင်။ကျမတို့ကြုံနေရတဲ့မုန်တိုင်းတွေကိုကျမတို့ကိုယ်တိုင်ငြင်းရမယ်။ရှောင်မပြေးနဲ့။ရှောင်မပြေးနဲ့။အဲ့ဒီမုန်တိုင်းကိုကျမတို့မေတ္တာနဲ့ကြော်ဖြတ်ကြရအောင်။ခွင့်လွှတ်ခြင်းနဲ့ကြော်ဖြတ်ကြရအောင်။နားလည်မှုစာနာမှုနဲ့ကြော်ဖြတ်ကြရအောင်။ဖေးမခြင်းနဲ့ကျမတို့ကြော်ဖြတ်ရအောင်။ကိုချင်းစာခြင်းနဲ့ကျမတို့ကြော်ဖြတ်ရအောင်။28မှာသူတစ်ပါးအစေကိုခံခြင်းက၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းက၎င်းကြွလာသည်ဖြစ်၍ထိုနည်းသူတင်တို့အတွက်အကဲမှုပြုလိုသောသူကိုတင်တို့အစေခံဖြစ်စေတင်တို့တွင်အထုအမြတ်လှုပ်ခြင်းသောသူကိုလည်းတင်တို့ကျွန်ဖြစ်စေဟုမိန့်တော်မူ၏တဲ့ဘုရားသခင်ဂတိတော်ရှိတယ်နော်တင်တို့ကအမည်မဖြစ်စေဘဲနဲ့ခေါင်းဖြစ်စေမယ်လို့ပြောတဲ့ဘုရားနော်ဘုရားကနေဝန်ခံဒါပေမဲ့ဘုရားအောက်ခြေကနေပြီးတော့ဝန်ခံခြင်းနဲ့သွားအောက်ခြေကနေပြီးတော့နှိမ်ချခြင်းနဲ့သွားအောက်ခြေကနေပြီးတော့တဖြည်းဖြည်းကြည့်တဲ့အချိန်တန်ရင်ဘုရားသခင်ကအမြင့်ဆုံးကိုပို့မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်